여러분 안녕하세요. 알람의 밍라바 두장 페파네. ဒီနေ့ကရတဲ့မီနင်းလေးတွေကိုတင်ပြပေးတော့ပါမယ်။ဒီမီနင်းလေးတွေရောရပြီလား။တခြားဖတ်တတ်ပြီမလား။ရပြီလို့ပဲမျှော်လင့်ပါတယ်။လိုက်ဆိုကြည့်မယ်နော်။အာရတဲ့အာလ်ဒါတီဒီအာလ်ဒါတီဒီအာလ်ဒါတီဒီတီဒီကိုရီးယားလိုဘယ်လိုခေါ်လဲ။အာလ်ဒါAlta ခြားတွေလည်းလိုက်တယ်နော်နောက်တစ်ခု Ha a rata phal da phal da ရောင်းသည် phal da ရောင်းသည် phal da ရောင်းသည် Na a rata nalနေMa a nata man Da u rata dul mandul daပြုလုပ်သည် mandul da ပြုလုပ်သည် o na u rata nul onul ဒီနေ့ onul ဒီနေ့နောက်တစ်ခု i rata ilhada အလုပ်လုပ်သည် ilhada အလုပ်လုပ်သည်ကဲဒါဆိုဆက်ကြည့်မယ်နေ i rata il မနက်ဖြန်Ha a rata harmony အဖွာကိုရီးယားလိုဘယ်လိုခေါ်လဲ harmony နောက်တစ်ခု Ha a rata hal အားနဲ့တွေ့တော့အတန်လေးကဟိုဘက်ကိုကူးမယ်နော် ဟာရာဘောကြီးအဖိုးကိုရီးယားလိုဘယ်လိုခေါ်လဲဟာရာဘောကြီးစာအာရာတဆာလ်ဒါနေထိုင်သည်နာအာရတနာရှိယာဒီဥတုနာအာရတနာကြာရက်ဆွဲမဥရတမူလရေပြန်လိုက်ဆိုကြည့်မယ်နော်နေအီလ်မနက်ဖြန်ဟာလ်မိုနီအဖွာဟာရာဘကြီးအဖိုးဆာလ်ဒါနေထိုင်သည်နာလ်ချီယာတီဥတုနာလ်ကြာရက်ဆွဲမူလရေပြန်လိုက်ဆိုကြည့်မယ်အာလ်ဒါတီဒီဖာလ်ဒါရောင်းသည်နာလ်နေမန်ဒူလ်ဒါပြုလုပ်သည်ဟိုနွန်ဒီနေ့အယ်ဟာဒါအလုပ်လုပ်သည်နေအီလ်မနက်ဖြန်ဟာလ်မိုနီအဖွာဟာရာဘောကြီးအဖိုးဆာလ်ဒါနေထိုင်သည်နာလ်ချီယာဒီဥတုနာလ်ကြာရက်ဆွဲမူလရေကဲဒါဆိုရင်ရတမီနီလေးတွေရပြီလို့ထင်တယ်ဒီနေ့တော့ဒီလောက်ပါပဲ